Abu Dawud Channel Tirmizi Channel riwayat bola shire man la yashkurin nas la yashkurillah Luri ye cheezuတရားကိုမသိတတ်တဲ့သူဟာတဲ့အလ္လာဟ်ရှင်မြတ်သခင်ရဲ့ကျေးဇူးတရားကိုလည်းသိပြရမှာမဟုတ်ဘူးဒီဟာဒီစ်ကိုမူဟာဒစ်စင်တွေကတင်ပြပြီးတော့ဒီဟာဒီစ်ကနေပြီးတော့ကျွန်တော်တို့ကိုအနှစ်ချုပ်ထုတ်ပြတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အလ္လာဟ်ရှင်မြတ်သခင်ရဲ့ကျေးဇူးတရားအလ္လာဟ်ရဘ်အလ်အဇ္ဇတ်ရဲ့ကျေးဇူးတရားဆိုတာကတော်တော်ကြီးမားတယ်ဒီကျေးဇူးတရားရဲ့ကြီးမားတဲ့အပေါ်မှာဘန္တာတယောက်ကအလ္လာဟ်ကိုကျေးဇူးတင်ဖို့ဆိုတာဘလောက်ကြီးပဲအခလာစ်တင်တယ်ဘလောက်ကြီးပဲအကောင်းဆုံးကျေးဇူးတွေတင်နေပါစေအလ္လာဟ်ရဲ့ကျေးဇူးတရားကိုမှီဖို့ဆိုတာအလ္လာဟ်ရဲ့ကျေးဇူးတရားစနိုင်ဖို့တည်တတ်ဖို့ဆိုတာမလွယ်ဘူးဒါပေမဲ့လည်းကျွန်တော်တို့ကိုကျေးဇူးတင်ခိုင်းထားတယ်အနည်းဆက်ဆုံးဖြစ်တဲ့ကျွန်တော်တို့နေတူကဖြတ်တန်းနေတဲ့လူပန်ဝင်ခြင်းဒီလူတွေရဲ့ကျေးဇူးတရားတွေရှိတယ်အထူးသဖြင့်မိဘညီကိုမောင်နှမလောဖို့ကိုင်မဲ့ဆရာသမားတွေဒီလူချင်းကိုနဲ့နေတူကကြုံဆုံနေရတဲ့လူတွေဒီလူတွေရဲ့ကျေးဇူးတရားတွေကိုကျွန်တော်တို့ကတဖြည်းဖြည်းနဲ့တည်တတ်လာပြီးကျင့်ကြံအားထုတ်လိုက်တဖြည်းဖြည်းနဲ့ level အဆင့်ရောက်လာပြီးဖန်ဆင်းရှင်ရဲ့ကျေးဇူးတရားတွေကိုတကယ်ပဲကျေးဇူးတည်တတ်ပြီးကျေးဇူးတရားတွေနားလည်နိုင်အောင်အလ္လာဟ်ရှင်မြတ်သခင်ဒီဟာဒီစ်ကနေပြီးတော့ရဆူလုလ္လာဟ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ကကျွန်တော်တဲ့ကျေးဇူးတရားလူတွေနဲ့ပတ်သက်တဲ့ကျေးဇူးတရားကိုအရင်ဆုံးတည်တတ်လူတွေနဲ့ပတ်သက်ပြီးတော့ကျေးဇူးတရားကိုတည်တတ်လာပြီဆိုရင်အလ္လာဟ်ရှင်မြတ်သခင်ရဲ့ကျေးဇူးတရားလည်းတည်တတ်လာမယ်အလ္လာဟ်ရဲ့ကျေးဇူးရဲ့ဟက်ကိုဘယ်လိုတည်တတ်နိုင်မလဲအဲ့လိုတိကျကျအလ္လာဟ်ရှင်မြတ်သခင်ကိုကျေးဇူးတည်တတ်လာလိမ့်မယ်အဲ့တော့လူချင်းတော့ကျွန်တော်တို့ကျေးဇူးတရားမသိတတ်ဘူးဆိုလို့ရှိရင်အလ္လာဟ်ရှင်မြတ်သခင်ရဲ့ကျေးဇူးတရားလည်းသိနိုင်မှာမဟုတ်နောက်တစ်ခုကလူချင်းကိုကျေးဇူးတင်တဲ့အလေးထားလုပ်ရမယ်ဒီဟာဒီစ်ကနေပြောလူတွေကကျွန်တော်တို့ကိုကောင်းတာတစ်ခုခုသင်ပေးတယ်ကောင်းတာတစ်ခုခုပြောပြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူကိုကျေးဇူးတင်ရမယ်တစ်ခုခုကျွန်တော်တို့ကိုကျေးဇူးပြုတယ်ပေးလိုက်တယ်ကမ်းလိုက်တယ်ကျေးဇူးတင်ရမယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာတစ်ချက်စဉ်းစားရမှာကမြောင်များစွာသောအလ္လာဟ်ရှင်မြတ်သခင်ကျွန်တော်တို့ကိုနေမတ်တော်တွေကိုချီးမြှင့်ထားတယ်ဒီလိုနေမတ်တော်တွေကိုကျွန်တော်တို့ကတခစ်တခါတော့ဥပမာအဖြစ်ကျွန်တော်တို့ခလေးဘဝတော့ငငယ်တော့ငါတို့ကြီးလာရင်ငါတို့မှဒီလိုတွေရှိရင်ငါတို့ဘာတွေလှုပ်ချင်တာဘာတွေကင်ချင်တာလူပြိုတော့ငါတို့အိမ်အောင်ကြရင်ဘယ်လိုနေချင်တာဘာညာဆိုပြီးတော့ကျွန်တော်တို့တွေးထားတယ်အဲ့လိုကျေးဇူးတရားတွေအဲ့လိုနေမတ်တဲ့အလ္လာဟ်ရှင်မြတ်သခင်ကကျွန်တော်တို့ကိုချီးမြှင့်ထားပြီးပြီကျွန်တော်တို့လက်ထဲရောက်လာအဲ့လိုပဲတစ်ခါကြရင်ကျွန်တော်တို့ဘဝမှာကြုံရတဲ့မြောင်များစွာသောဘလာတွေဒုက္ခတွေမုစီဘတ်တွေအလ္လာဟ်ရှင်မြတ်သခင်ကဖယ်ပေးလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့မသိဒါကလည်းအလ္လာဟ်ဖယ်ပေးလိုက်တဲ့ပုံမှာအလ္လာဟ်ကိုကျေးဇူးတင်ရမှာအဲ့လိုပဲမြောင်များစွာသောဒီလိုအန်ဒီရဲ့ဇူးတွေရှိတယ်အဲ့ဒီဟာတွေအလ္လာဟ်ရှင်မြတ်သခင်ကကျွန်တော်တို့ကိုအခက်ခဲတွေဂျားတွေကနေလွတ်မြောက်တဲ့လမ်းကိုအလ္လာဟ်ဖန်တီးပေးလိုက်တယ်ကျွန်တော်တို့ဒီအခက်ခဲတွေကျွန်တော်တို့မကြုံလိုက်ဘူးမဆုံလိုက်ဘူးဆိုလို့ရှိရင်လည်းအလ္လာဟ်ရှင်မြတ်သခင်ကကျွန်တော်တို့ကျေးဇူးတည်တယ်အဲ့တော့အလ္လာဟ်ရှင်မြတ်သခင်ကကျွန်တော်မျိုးကုရ်အာန်ထဲမှာအလ္လာဟ်ကဘန္တာတွေကျေးဇူးမတည်တတ်ပုံကိုအလ္လာဟ်ကပုံဖော်တဲ့အနေနဲ့အလ္လာဟ်တင်ပြတယ်အင်နလ်အင်ဆာနလီရဘ်ဘီဟီလကနူဒ်ဆိုတာကနာရှုကရီတော်ကျေးဇူးကမ်းတဲ့ဘန္တာကျေးဇူးကမ်းတာလူသားဟာတော်ကျေးဇူးကမ်းတယ်ဆိုပြီးအလ္လာဟ်ကိုယ်တော်တိုင်မိန့်ထားတယ်အဲ့တော့ကျွန်တော်တို့စစ်မှန်တဲ့ပီတာတဲ့အီမန်ရှင်ဖြစ်ရင်အလ္လာဟ်ကိုကျေးဇူးတည်တတ်လာမယ်အဲ့တော့အလ္လာဟ်ကိုကျေးဇူးတည်တတ်လာပြီးဆိုလို့ရှိရင်ကျေးဇူးတရားတည်တတ်တဲ့လူတွေနဲ့ပတ်သက်ပြီးအလ္လာဟ်ရှင်မြတ်သခင်ရဲ့ဂရုတော်အလ္လာဟ်ကိုယ်တော်နဲ့ကျွန်တော်မျိုးကုရ်အာန်ထဲမှာမိန့်ထားတယ်လာအင်ရှကာတုမ်လာအဇီဒန်နကုမ်ငါအလ္လာဟ်ကိုရှုကရ်လုပ်တဲ့လူတွေကျေးဇူးတည်တဲ့ငါအလ္လာဟ်ကမှုတ်ချပို့ပြီးတော့ချီးမြှင့်မယ်ဆိုပြီးတော့အဲ့ဒီကြောင့်မလို့ကျွန်တော်တို့ဘာလုပ်မလဲနေ့တူကကျွန်တော်တို့အလ္လာဟ်ပေါ်မှာကျေးဇူးတည်တဲ့ရမယ်အလ္လာဟ်ကိုအမြဲတမ်းလို့ရှုကရ်လုပ်နေရမယ်